အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးလည်းသိပြီးကြမှာပါမနေ့ကဗီယက်နမ်အသင်းဟာ2026အာဆီယံဟွန်နိုင်းဖလားရဲ့ချန်ပီယံဖြစ်သွားပါပြီအင်ရှင်ဗီယက်နမ်နဲ့ထိုင်းတို့ရှင်ပြိုင်ခဲ့တဲ့ဒုတိယအကျော့ဘောလုံးပွဲကတော့ထိုင်းအသင်းအတွက်တကယ့်ကိုကန်ဆိုးခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ကျွန်တော်အမြင်ပြောရရင်တော့ဗီယက်နမ်ကထိုင်းထက်ခြေစွမ်းအများကြီးတာလို့နိုင်သွားတာမျိုးတော့မဟုတ်ပါဘူးနှစ်သင်းကြားမှာခြေစွမ်းကတိတ်မကွာပါဘူးဒါပေမဲ့ဘောလုံးမှာအရေးအကြီးဆုံးကရက်လက်ဖြစ်ပါတယ်ပထမအကျော့မှာဗီယက်နမ်က2ဂိုးကိုမရှိနဲ့အနိုင်ရခဲ့ပြီးဒုတိယအကျော့မှာတော့2ဂိုးစီတရေကျခဲ့တာကြောင့်နှစ်ကျော့ပေါင်းရလက်4ဂိုး2ဂိုးနဲ့ဗီယက်နမ်ကချန်ပီယံဖြစ်သွားခဲ့တာပါပထမအကျော့မှာအိမ်ကွင်းမှာ2ဂိုးကိုမရှိနဲ့ရှုံးထားတဲ့ထိုင်းအသင်းဟာဒီပွဲမှာတော့မဖြစ်မနေတိုက်စစ်ဖွင့်ကစားရမှာဖြစ်ပါတယ်ပွဲစတဲ့ကထိုင်းကဘောလုံးပိုင်ဆိုင်မှု64%ဝန်းကျင်ရှိပြီးတိုက်စစ်ကိုအသွင်ခွန်ဆိုင်ကျိုးပန်းခဲ့ပါတယ်ပွဲချိန်12မိနစ်မှာတော့ဘူရာဖာကဂိုးသွင်းပေးခဲ့လို့ထိုင်းတို့1-0နဲ့စတင်ဦးဆောင်နိုင်ခဲ့ပါတယ်ဒီအချိန်မှာထိုင်းတို့ရဲ့ယုံကြည်ချက်ကလည်းမြင့်တက်လာခဲ့ပါတယ်ပြီးတော့ဒုတိယပိုင်းအစမှာပယ်နယ်တီရခဲ့ပါတယ်ဒါပေမဲ့မဝင်ခဲ့ပါဘူးဒီဂိုးတာဝင်ခဲ့ရင်ထိုင်းတို့2ဂိုးဖြစ်သွားမှာဖြစ်ပြီးနှစ်ကျော့ပေါင်းရလက်ကလည်း2-2ဖြစ်သွားမှာပါဒါပေမဲ့ပယ်နယ်တီကဘားတန်းပေါ်ကျော်သွားခဲ့ပါတယ်ဒီနေရာကတော့ပွဲရဲ့ရေးကြီးဆုံးပွဲတစ်ခုလို့ပြောလို့ရပါတယ်ဒီပွဲကိုထိုင်းကကန်ဆိုးလို့ရှုံးတာဆိုပြီးတစ်ချက်ထဲနဲ့သုံးသပ်လို့တော့မရပါဘူးထိုင်းအသင်းရဲ့အဓိကကစားပုံက possession နဲ့ high press ပုံစံပါဘောလုံးကိုပိုကင်ထားပြီးပြိုင်ဘက်ကိုသူတို့ရဲ့နယ်မြေထဲမှာဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဒီလိုကစားတဲ့အခါအန်ဒီရတစ်ခုရှိပါတယ်နောက်တန်းကိုမြင့်တင်ထားရတဲ့အတွက်ဘောလုံးပျောက်သွားတဲ့အချိန်မှာနောက်တန်းက space တွေကျန်ခဲ့နိုင်ပါတယ်အဲ့ဒီနေရာကိုဗီယက်နမ်ကအဓိကအသုံးချခဲ့ပါတယ်ဗီယက်နမ်ကတော့ထိုင်းလိုဘောလုံးပိုင်ဆိုင်မှုကိုအဓိကထားပြီးတစ်ချိန်လုံးတိုက်စစ်စင်တာမျိုးမလုပ်ပါဘူးသူတို့ရဲ့အဓိကက transition မှာဆိုလိုတာကဘောလုံးရတာနဲ့ချက်ချင်းတိုက်စစ်ပြောင်းပြီးထိုင်းနောက်တန်းကနေရာလွတ်တွေကိုတိုက်ခိုက်တာပါဒီနေရာမှာဗီယက်နမ်ကအရန်ကောင်းပါတယ်အထူးသဖြင့်ငုရင်ရွန်ဆန်လိုရှေ့တန်းကစားသမားတွေကဘောလုံးကိုလက်ခံပြီးနောက်ခံကစားသမားတွေကိုဆွဲထုတ်နိုင်တာကြောင့်တခြားတိုက်စစ်ကစားသမားတွေအတက်နေရာတွေပိုပေါ်လာပါတယ်ပွဲချိန်52မိနစ်မှာဗီယက်နမ်ဘက်ကပြင်းထန်တဲ့ကန်ချက်တစ်ချက်ဟာထိုင်းကိုသမားရဲ့ခြေထောက်နဲ့ထိပြီးကိုဝင်သွားခဲ့ပါတယ်ဒီလိုနဲ့ဗီယက်နမ်က1-1ဖြစ်အောင်ပြန်လုပ်နိုင်ခဲ့ပါတယ်ဒီဂိုးကထိုင်းအတွက်စိတ်ပိုင်းဆိုင်ရာအရာလဲအတော်လေးထိခိုက်စေပါတယ်ဘာကြောင့်လဲဆိုတော့ထိုင်းကအဲ့ဒီမတိုင်ခင်အထိဂိုးသွင်းဖို့အားထုတ်နေပြီးပယ်နယ်တီပါလွဲထားရပါတယ်အဲ့ဒီနောက်မှာဂိုးကိုပြန်သွင်းမိလိုက်တဲ့အတွက်မိုမန်တန်ကဗီယက်နမ်ဘက်ကိုရောက်သွားပါတယ်ဒါပေမဲ့ထိုင်းအသင်းကလက်မလျှော့ပါဘူးပွဲချိန်85မိနစ်မှာဝန်ချိုင်းကဂိုးသွင်းပေးခဲ့လို့ထိုင်းတို့2-1နဲ့ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်ဒီအချိန်မှာတော့ထိုင်းအသင်းအတွက်မျှော်လင့်ချက်ပြန်ရှင်တန်လာပါတယ်နှစ်ကျော့ပေါင်းရလက်ကလည်း3-2ဖြစ်လာခဲ့ပါတယ်ဆိုလိုတာကထိုင်းတို့နောက်တကူရခဲ့ရင်ပွဲရဲ့အခြေအနေကလုံးဝပြောင်းသွားနိုင်ပါတယ်ဒါပေမဲ့ပွဲပြီးကနေ့နာကျင်ချိန်ပို94မိနစ်မှာတော့ထိုင်းတို့ရဲ့အိမ်မက်ကိုခြေဖြတ်သွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်ဗီယက်နမ်ရဲ့တံပြန်တိုက်စစ်ကိုဖျက်ထုတ်ဖို့ကြိုးစားရင်းဝန်ချိုင်းကိုယ်တိုင်ကိုပြန်သွင်းမိခဲ့ပါတယ်ရက်လက်က2-2ဖြစ်သွားပါတယ်နှစ်ကျော့ပေါင်းရက်လက်ကလည်း4-2ဖြစ်သွားပြီးဗီယက်နမ်ကချန်ပီယံဖြစ်သွားခဲ့ပါတယ်ဒီနေရာမှာကျွန်တော်ကတော့နှစ်မျိုးလုံးကိုမြင်ပါတယ်ကန်ဆိုးတာတော့သိကြပါတယ်ပယ်နယ်တီလဲလွဲတယ်ကိုသွင်းမိတယ်နောက်ဆုံးမိနစ်မှာထပ်ပြီးအုံးကိုဖြစ်သွားတယ်ဒါပေမဲ့တက်တကယ်ပိုင်းကကြည့်ရင်လည်းအကြောင်းရင်းရှိပါတယ်နောက်ဆုံးမိနစ်တွေမှာထိုင်းအသင်းကအနိုင်ရဖို့အတွက်လူအများကြီးရှေ့တက်ရပါတယ်ဒါကြောင့်နောက်တန်းမှာစပိတ်တွေပိုကျန်လာပါတယ်ဗီယက်နမ်ကလည်းအဲ့ဒီအခြေအနေကို transition ကနေပြန်အသုံးချပါတယ်ဒါကြောင့်ဝန်ချိုင်းရဲ့အုံးကိုကကန်ဆိုးမှုဖြစ်ပေမဲ့ဒီအခြေအနေကိုဖြစ်လာစေတဲ့ tactical risk ကိုတော့ထိုင်းအသင်းကမဖြစ်မနေယူခဲ့ရတာပါဗီယက်နမ်ရဲ့အားသာချက်တစ်ခုကိုတော့မမေ့သင့်ပါဘူးအဲ့ဒါကတော့ game management မှာပထမအကျော့တွေက2-0နဲ့ဥဆောင်ထားတဲ့အတွက်ဗီယက်နမ်ဟာအမြဲတမ်းတိုက်စစ်ဆင်ဖို့မလိုပါဘူးသူတို့ကပွဲအခြေအနေကိုနားလည်ပြီးလိုအပ်တဲ့အချိန်မှာနောက်ပြန်ဆုတ်တယ်ဘောလုံးရရင်မြန်ပြန်တိုက်တယ်ထိုင်းကလူများနဲ့ရှစ်တက်လာတဲ့အချိန်မှာ space ကိုအသုံးချတယ်ဒီလိုနဲ့နှစ်ကျော့ပေါင်းရလက်ကိုထိန်းချုပ်သွားနိုင်ခဲ့တာပါနောက်ဆုံးမှာတော့ဗီယက်နမ်အသင်းဟာနှစ်ကျော့ပေါင်း4-2နဲ့ထိုင်းကိုအနိုင်ရပြီးအာဆီယံဟွန်နိုင်းဖလားရဲ့ချန်ပီယံဆုကိုထပ်မံရရှိသွားပါတယ်ဒါကဗီယက်နမ်အတွက်စုပေါင်း4ကြိမ်မြောက်အာဆီယံချန်ပီယံဆုဖြစ်ပါတယ်ဒီဘောလုံးပွဲကို FIFA ဥက္ကဋ္ဌဂျန်နီအင်ဖန်တီနိုကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့တာကလည်းပွဲရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်
ဒီပွဲကိုအနှစ်ချုပ်ပြောရရင်ထိုင်းအသင်းကမညံ့ပါဘူးတကယ်တော့ဘောလုံးပိုင်ဆိုင်မှုဖိအားပေးကစားမှုနဲ့တိုက်စစ်ဆင်မှုမှာအတော်လေးကောင်းခဲ့ပါတယ်ဒါပေမဲ့ဗီယက်နမ်ကအရေးကြီးတဲ့အချိန်တွေမှာအခွင့်အရေးကိုပိုကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်ထိုင်းက possession မှာကောင်းခဲ့ပေမဲ့ဗီယက်နမ်က transition နဲ့ game management မှာပိုပြီးထိရောက်ခဲ့ပါတယ်ဒါကြောင့်ဒီပွဲကိုထိုင်းကကန်ဆိုးလို့ရှုံးသွားတာလို့ပဲပြောမယ်အစားထိုင်းကအခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့သလိုဗီယက်နမ်ကလည်းပွဲအခြေအနေကိုပိုပြီးတော့ကောင်းကောင်း manage လုပ်နိုင်ခဲ့ပါတယ်ပရိသတ်ကြီးတို့ရောဒီပွဲမှာထိုင်းအသင်းကတကယ်ပဲကန်ဆိုးခဲ့တာလားဒါမှမဟုတ်ဗီယက်နမ်ကနီးစနစ်ပိုင်းနဲ့စိတ်သက်ပိုင်းဆိုင်ရာပိုကောင်းခဲ့တာလားကွန်မန့်မှာကိုယ့်အမြင်လေးတွေဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ